ဒီနှစ်ပဲမဟုတ်ပဲနဲ့ New Year resolution လုပ်တဲ့သူတိုင်းအများစုကနှစ်ကုန်တဲ့ချိန်ကြတော့မလုပ်ဖြစ်ခဲ့ကြပါသူပြောသလိုဆိုတော့30%လောက်ပဲသူတို့လုပ်ချင်ခဲ့တဲ့အရာတွေလုပ်နိုင်ခဲ့ကြတယ်လို့ပြောကြတယ်နော်ဆိုတော့နှစ်သက်ကိုရောက်လာတဲ့ချိန်တိုင်းတော်တော်များများတော့ဒီဟာကိုလုပ်မယ်ဒီနှစ်တော့ဝိညာဉ်ပိုင်းမှာလည်းပို့ပြီးတော့ဆက်ကပ်မယ်ပို့ပြီးတော့ဆုတောင်းမယ်ကျမ်းစာလည်းပို့များများဖတ်မယ်ဆိုပြီးတော့New Year resolution တွေတော်တော်များများလုပ်ကြတယ်ဒါပေမဲ့တစ်လကြာလာတယ်နှစ်လကြာလာတယ်သုံးလကြာလာတော့အများစုကမလုပ်နိုင်တော့ဘူးနော်နေ့တိုင်းကျမ်းစာဖတ်မယ်ဆိုပြီးတော့ဆက်ကပ်ထားတဲ့သူတွေလည်းတစ်လသုံးလကြာလာတော့မလုပ်နိုင်တော့ဘူးဆိုတဲ့အခြေအနေရောက်ရှိကြတယ်30%လောက်ပဲသူတို့သူတို့ဆက်ကပ်ကြတဲ့အားတွေပြုတ်လုပ်နိုင်ကြတယ်ကဲဘာပဲဖြစ်ဖြစ်နော်ဒီနှစ်သက်ကိုရောက်လာတဲ့ကျွန်တော်စဉ်းစားဖို့ကျွန်တော်အတွက်တော့စဉ်းစားလေးရှိတာဘုရားသခင်ကအစပြန်စားမဲ့ခွင့်ပေးတယ်ဆိုတော့စိတ်သက်ဆိုတဲ့အချက်လေးကျွန်တော်တော့ပြန်ပြီးစဉ်းစားမိတယ်စဉ်းစားမယ်ဆိုရင်အဲ့ဒါအရင်မှတယ်နော်နှစ်သက်ကိုရောက်တိုင်းဘုရားခွင့်သက်နော်အချိန်ပြန်ပေးတယ်လို့ပဲခံစားရအောင်စာအုပ်တော့ဝယ်တယ်ဆိုရင်အဲ့ဒီစာအုပ်ကကျွန်တော်ပုံပြင်ဘဝပုံပြင်ကိုရေးကြမယ်ဆိုပါစို့ဒီနှစ်သက်ကိုရောက်လာတဲ့ချိန်တိုင်းအဲ့ဒီစာအုပ်နော်2026စာအုပ်ခင်ဗျားဘဝရေးရအောင်ခင်ဗျာ blank paper ဘာမှမရေးထားသေးတဲ့စာမျက်နှာ blank လို့နော်စာမျက်နှာ365စာအုပ်တစ်ခင်ဗျာပေးထားတယ်နေ့တိုင်းကျွန်တော်ဘဝအကြောင်းကိုတိုင်းနော်ရေးကြတယ်လို့ပဲကျွန်တော်ဘဝကိုရေးကြတယ်2026ခင်ဗျားဘဝဘယ်လိုရေးမလဲဘာပုံပြင်ရေးမလဲ ups and down ရှိအောင်ရှိမယ်ဘဝဆိုတော့လေ up ရှိမယ် down ရှိမယ်ကြော်ပြတဲ့ချိန်ရှိမယ်တကယ်ဝမ်းနေတဲ့ချိန်တွေလည်းရှိလိုက်မယ်နောက်တစ်ချက်ဒါပေမဲ့ခင်ဗျားရဲ့စာမျက်နှာတိုင်းမှာဖျားပါမလား2026စာမျက်နှာတိုင်းမှာနေ့တိုင်းမှာဖျားပါမလားမပါဘူးလားကိုစဉ်းစားဖို့အချိန်ဖြစ်တယ်ကျွန်တော်လုံခဲ့တဲ့ဘဝနော်လုံခဲ့တဲ့ချိန်တွေပြန်ပြီးတော့စဉ်းစားကြမယ်ဆိုရင်တော်တော်များများတော့နောင်တရတဲ့အခြေအနေတွေလည်းရှိကောင်းရှိလိုက်တယ်ပြန်ပြီးတော့စဉ်းစားကျွန်တော်အဲ့လိုအချိန်ပြုံးခဲ့ကလေးတွေအတွက်ပဲဖြစ်နော်မိဘတွေအတွက်စဉ်းစားမိဘတော်တော်များများပြောကြတယ်သူတို့ငယ်တုန်းကကျွန်တော်ဒီလိုမလုပ်ခဲ့တာဒီလိုလည်းမguide နော်မဦးဆောင်ခဲ့တာဘယ်လိုနောင်တရတတ်ကြတယ်မိပါလိမ့်မယ်နောက်ကျသွားပြီလားတော်တော်များများလည်းကျွန်တော်လုံခဲ့များနှစ်ပေါင်းများဆိုမိုးရစေးဝါးနဲ့အချိန်ကျုံးခဲ့တယ်အခုနောက်ကျသွားပြီလားဆိုတဲ့မိခွန်းတွေတော်တော်များများမေးကြတယ်ဒါပေမဲ့ကျွန်တော်တို့ကျမ်းစာကိုကြည့်မယ်ဆိုရင်ကျမ်းစာတစ်ခုတော့လေတကယ်ဆိုပုံပြင်တစ်ပေါက်လို့ဆိုတော့ဒါပုံပြင်များကြီးတော့ရှိတယ်ဒါပေမဲ့big picture view နဲ့ကြည့်မယ်ဆိုရင်ကဘာဝကြနေကြားလိုက်ကြတဲ့အဲ့ဒီပုံပြင်ပါပုံပြင်လဲဆိုတော့ဘုရားသခင်ကအစမှာကဘာဝကြခန်းကြီးတင်မှာပါတွေ့နိုင်တယ်ဘုရားသခင်ကလူသားတွေကိုဖန်ဆင်းပြီးတော့ဒီကဘာကိုဖန်ဆင်းတော့ပျော်ရွှင်နဲ့အပြစ်မရှိသေးဘူးနော်ဘုရားသခင်နဲ့လူသားနဲ့ကြားမှာကွယ်ကာမှုဘာမှမရှိသေးဘူးဘုရားသခင်နဲ့လူသားသလုံးတော်ရှိခဲ့အာဒမ်နဲ့အေဝါဒါပေမဲ့ပြစ်ထဲဝင်သွားတဲ့တော့ပိုင်းတော့ပုံပြင်ကအားလုံးကပါပုံပြင်လို့လဲဆိုတော့အပြစ်ထဲမှာဝင်သွားတဲ့အပြစ်သားတွေကိုကယ်တင်ဖို့ဘုရားဘာလာလုပ်ခဲ့တယ်လဲဆိုတဲ့ပုံပြင်နဲ့ပဲကြည့်သွားတယ်နောက်ဆုံးရောက်လာတော့နော်ဘုရားရဲ့Can you put the Bible verses for me? Yeah? Thank you. Revelation 21 verse 5. ဘုရားရဲ့အခန်းကြီး27အငယ်5ရှိကြတယ်ဆိုတော့ဘုရားသခင်ရဲ့စီမံတိုင်းနော် Revelation 21 verse 5. ဘုရားရဲ့အခန်းကြီး27အငယ်5အစမှာဘယ်လိုစခဲ့တယ်လဲဘုရားပျော်ရွှင်မှုနဲ့နော်စခဲ့နောက်ဆုံးမှာနော်ကျမ်းစာရဲ့နောက်ဆုံးတော့စာအုပ်မှာဘုရားရဲ့27အခန်းကြီး27အငယ်9မှာပါတွေ့နိုင်တယ်လဲဆိုတော့ဒီမှာကျွန်တော်let me see Pale ခါဝါခါရတော်မူသောသူကလည်းမာ
သည်ခတ်သိမ်းသောအရာတို့ကိုအပြည့်ဖန်ဆင်းပြီဟုမိန့်တော်မူ၏တဖန်လုံးရေးထားသောဒီစကားသည်သစ္စာစကားဟုတ်မှန်သောစကားဖြစ်၏ဟု၍စကားဒီမှာကျွန်တော်ဘာတွေ့နေကြလဲဆိုတော့ရှင်ယောဟန်ကိုဘုရားသခင်ကယူပါယုံနဲ့ပေးခဲ့တယ်အဲဒီမှာကောင်းကင်ကနေအတန်ကြားတယ်တဲ့ယောဟန်ရေးထားဒီမှာကောင်းကင်ကနေနော်ပလင်တော်ပေါ်မှာချိန်တော်ထိုင်တော်မူသောသူကဘယ်လိုပြောတယ်လဲခတ်သိမ်းသောအရာတို့ကိုအစ်ဖန်ဆင်းသည်ဘုရားအားလုံးကိုပြန်ဖန်ဆင်းတယ်နောက်ဆုံးတော့ဒီပုံပြင်ကကျွန်တော်ရဲ့ဘဝရဲ့ပုံပြင်ကဘုရားကအစ်ဖန်ဆင်းတဲ့နေရာကိုခေါ်သွားမယ်ဖြစ်တယ်ကျွန်တော်ဘဝဒီအခုဘဝပဲချင်နေပဲရောက်နောက်ဆုံးပုံပြင်အဆုံးကတော့ကောင်းတဲ့ပုံပြင်ဖြစ်သွားတယ် if we follow God ဘုရားတော်ကိုလိုက်မယ်ဆိုရင်နောက်ဆုံးတော့ဒီကုန်းချုပ်တာတော့ဒီကုန်းကတော့ကောင်းလေးဘုရားပြန်ဖန်ဆင်းပေးတယ်ဆိုတာမျိုးဒီမှာတွေ့လို့ရတယ်ဒီလောက်ကြည့်ပြောပြကောင်းတယ်စဉ်းစားမယ်ဆိုအစကောင်းတယ်အလယ်မကောင်းနောက်ဆုံးတော့ပြန်ကောင်းတယ်နော်ဒီပုံပြင်ချမ်းသာတဲ့ပုံပြင်အဲ့လိုပဲအစကောင်းတယ်အလယ်ကရှုပ်နေတာပဲဖြစ်တဲ့နောက်ဆုံးတော့အစ်စ်ဖန်ဆင်းပဲအားလုံးပြန်ကောင်းလာတယ်အဖြစ်မရှိတော့ဘူးပျော်ရွှင်ဖို့လည်းပြန်ပြေးသွားတယ်အဲ့ဒီကြားထဲမှာကျွန်တော်ရှိနေတော့ဘဝတစ်ခါတလေတော့ရှုပ်နေတယ်လို့ပဲဝမ်းတဲ့ချိန်တွေရှိတယ်ဒါပေမဲ့နောက်ဆုံးတော့ဘုရားအားလုံးပြန်ဖန်ဆင်းတယ်ဆိုတော့တွေ့လို့ရတယ်နော်Proverbs တုတ်တန်ရဲ့24အငယ်16ဒီလိုပြည့်ဖွင့်ကြရအောင်ကျမ်းစာရှိတယ်ဆိုတော့ကျမ်းစာခုကျမ်းစာလည်းဖွင့်လို့ရတယ်တုတ်တန်ရဲ့24အငယ်16မှာယုံကြည်သူရဲ့ဘဝကိုဒီမှာရေးထားတယ်နော်ယုံကြည်သူရဲ့ဘဝတုတ်တန်ရဲ့အခန်းကြီး24အငယ်16ဒီမှာโอเคသူတို့ကဖတ်ရအောင်ကြောက်ရသောသူသည်ခုနကတည်းကလဲတော်လဲဟာပြန်နေပြီမတရားသောသူကလဲတော်အခါဆုံးရှုံးလိမ့်မည်နော်ဒီမှာကျွန်တော်ဗာတွေ့တယ်ဆိုတော့ဖြောက်ပတ်သောသူနဲ့မတရားသောသူရှိတယ်ကမ္ဘာမှာမတူကြဘူးဖြောက်ပတ်သောသူနဲ့မတရားသောသူအယောက်စလုံးလဲကြတယ်အဲ့ဒါဘာမတူတဲ့ချက်ပါကျောက်ပါတဲ့သူကရထားဘယ်သူကပူပြီးတော့ချော်လဲတာပူများတယ်သူစဉ်းစားမယ်ဆိုတော့မတရားတဲ့သူကပူပြီးတော့ပြစ်ထဲမှာပူပြီးတော့ချော်လဲတာပူများတယ်လို့စဉ်းစားပဲဒါပေမဲ့ဒီချမ်းဖက်လေးကိုကြည့်ရင်တော့စိတ်ဝင်စားတယ်ကောင်းလားမတရားတဲ့သူရဲ့ဘယ်ချိန်လဲတယ်ပြောမတရားတဲ့သူတော့တစ်ချိန်လဲနော်ပြစ်ထဲဝင်သွားဖြောက်မဲ့တဲ့သူကတော့ခုနှစ်ချိန်လဲလည်းပြန်ထားတယ်ဒီလိုစဉ်းစားရင်တော့ဖြောက်မဲ့တဲ့သူကချော်လဲတာပူများတယ်လို့ပဲဒါပေမဲ့စဉ်းစားမယ်ဆိုရင်ဘာဖြစ်လို့မတရားတဲ့သူကပြန်မထတော့တာလဲဆိုတော့ချော်လဲသွားတဲ့နေရာမှာချက်ချင်းပဲဝင်သွားတယ်ချော်လဲတယ်ဆိုတာမတရားမှလဲလို့ရတယ်မဟုတ်ဘူးလားချော်လဲပြီးသားဆိုတော့ချော်လဲတယ်လို့ပြောဖို့မလိုတော့ဘူးလေအဲ့ဒီနေရာမှာလဲပြီးသားမတရားတဲ့သူတော့ချော်လဲတဲ့ခြေတွေပဲရောက်ကောင်းရတယ်တော့ယုံကြည်သူဘဝမှာစဉ်းစားတယ်ဆိုတော့ချော်လဲတဲ့ခြေတွေလည်းရှိဒီလိုမျိုးချိန်မှာ2025ပုံသုံးတဲ့ချိန်မှာပြန်စဉ်းစားဒီနေ့အဲ့ဒီလာမှာဆိုတော့ကျွန်မအဲ့ဒါလုပ်ခဲ့အဲ့လိုလုပ်ချင်တဲ့မလုပ်ခဲ့ဘူးနော်အဲ့ဒီကချော်လဲသွားတဲ့ချိန်တွေလည်းရှိကြောင်းရှိတယ်ဘယ်စဉ်းစားဖို့ရည်ကြီးတာရှုံးမဲ့တဲ့သူကတော့ပြန်ချမယ်ခုနချိန်ဆိုတာစကားပုံလို့လေအဲ့ဒါ symbolic number perfection number အဲ့ဒါခုနချိန်တိတိကျကျပြောတာမဟုတ်ဘူးခုနချိန်ကြော်ပြီးတော့လဲပြီးသွားဆိုတော့ဘုရားခုမလို့တော့ဘူးဆိုတဲ့အချက်မဟုတ်ဘူးနော်စဉ်းစားရင်တော့ကျွန်တော်ဘဝမှာခုနချိန်မကဘူးနော်လဲကြခုနချိန်မကဘူးအချိန်ပေါင်းကြဆိုအဲ့ဒါကျွန်တော်မလို့တော့အဲ့ဒါကျွန်တော်မလို့တော့နော်အဲ့လိုအချင်းကောင်းရှိတော့မယ်အကျဉ်းစာနေ့တိုင်းဖတ်တော့မယ်ပြန်လဲတာခဏလဲတဲ့ဘဝလည်းရှိကောင်းရှိတယ်ဒါပေမဲ့ကြောက်မဲ့တဲ့သူကတော့ပြန်ချ2026မှာပြန်ချပါနော်အစကောင်းမှအနောက်တေချာတယ်ဆိုပြီးတော့သက္ကပုံကပြောတယ်နော်ကောင်းလေးစနိုင်တော့အနောက်တေချာပဲနေ့တက်ကူအဲ့လောက်ထိ
မတန်မှအရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။ကလေးလေးတွေလည်းကျွန်တော်စဉ်းစားမယ်ဆိုကလေးလေးတွေလမ်းလျှောက်တက်ဖို့ကလေးတွေကအသက်နော်တစ်နှစ်ရောက်လာတယ်အစားတော့လမ်းမလျှောက်နိုင်သေးဘူးဒါပေမဲ့နည်းနည်းလမ်းလျှောက်တက်လာတယ်ဒါပေမဲ့သူတို့ချက်ချင်းပဲပြေးလို့ရတယ်လားကလေးတွေမရဘူးလေနည်းနည်းလေးတန်းခြေတန်းလေးနဲ့နော်လမ်းလျှောက်တယ်ပြီးတော့ပြန်လဲတယ်ဒါပေမဲ့မိဘတွေကဟာမင်းချော်လဲသွားပြီမထတော့တဲ့လို့ပြောသလားမပြောဘူးလေမိဘပဲဘယ်လိုပြောတယ်ထားပါမြန်ထားပါနော်လမ်းပြန်လမ်းလျှောက်ပါနော် okay back up okay one more ဆိုပြီးတော့ကလေးတွေကိုမိဘတွေအားပေးကြတယ်ပြီးတော့ကြီးလာတော့လမ်းလျှောက်တက်လာတယ်ခုပြီးတော့ရေးတက်လာတယ်ဒါပေမဲ့နော်တက်ကြီးလာတဲ့နောက်ပိုင်းမှာလည်းလူကြီးတွေလည်းချော်လဲတဲ့ချိန်နဲ့ရှိကောင်းရှိနိုင်တယ်လေလမ်းလျှောက်တဲ့နေရာနော်နည်းနည်းလေးချော်လဲလို့လွယ်တဲ့နေရာ slippery situation ဆိုတော့လူကြီးတွေလည်းပြန်ချော်လဲတဲ့ချိန်နဲ့ရောက်နိုင်ယုံကြည်သူဘဝဆိုတဲ့လူပဲလေစတော့နော်နည်းနည်းလေးလမ်းမလျှောက်တဲ့သေးဘူးဒါပေမဲ့ဖြစ်ဖြစ်လေးနဲ့ဖေက okay ပြန်ချပါနော်ပြန်စရအောင်ပြန်သွားရအောင်ဖေကကျွန်တော်တို့အားလုံးကိုချစ်မြတ်တာနဲ့ပြေဝတဲ့နော်ဖခင်လိုပဲဖေကကျွန်တော်အားပေးတယ်သူတပြည့်နှစ်ကိုတိုင်းမှာနော်ပြန်အားပေးလို့ပဲ okay ပြန်စရအောင်နော်ကျွန်တော်စဉ်းစားရတယ်ဖေကကျွန်တော်အချိန်ဆိုတာဒီလိုcycle လုပ်ပေးထားအပတ်တိုင်းလည်းစဉ်းစားမယ်ဆိုဥပုံနေပေးထားတာလေအပတ်တိုင်းပြန်ပြီးတော့အစ်စ်ပြန်စားဖို့ခွင့်ဖျက်ပေးထားတယ်လို့ပဲနော်ဥပုံနေရောက်လာရင်ကျွန်တော်ပါလို့ဖို့ရည်ကြည့်တယ်ပြန်စဉ်းစားဒီတစ်ပတ်လုံးဖျက်လမ်းပြပေးခဲ့ဥပုံနေပါတော့ဖျက်အောင်ပေးမယ်ကျွန်တော်ပြန်စားဒီပတ်ထဲမှာကျွန်တော်လုပ်ခဲ့တဲ့ຢာလေပြန်ကြည့်တော့အဲ့ဒါတော့မကောင်းတဲ့ဟာတွေရှိတယ်ဟုတ်ကဲ့နောက်တစ်ပတ်တော့မလုပ်တော့အစ်စ်တစ်ပတ်ပြန်စဉ်းစားတဲ့အချိန်နော်ဒီအချိန် cycle of weeks ပြပေးထားအဲ့လိုပဲ not just weeks and months but yearly နော်နှစ်တိုင်းဣတိလမြို့သားတွေအတွက်ဖျားသူတို့ရဲ့ calendar မှာ Bible calendar မှာပါပေးထားတယ်ဆိုတော့သူတို့နောက်ဆုံးတော့လမှာသူတို့အတွက်တော့September October ပါလာပတ်ဝန်းကျင်မှာသူတို့ကတော့အဲ့ဒီကျန်းစာချက်တော့နော်နှစ်ဆုံးကိုကျင်းပကြတယ်အဲ့ဒီမှာသူတို့မလုပ်ခဲ့တယ်လေDay of Atonement မြန်မာလိုဘယ်လိုပြောရမလဲ Day of Atonement ဆိုတော့ပြီးတော့သူတို့ဘုရားသခင်နဲ့နော်at one man ပေါ့နော်နေရာမှာဘုရားသခင်နဲ့ပြီးတော့ဆက်ကပူဇော်ပြီးတော့ရပရိုအမင်းကြီးတန်ရှင်းဆုံးတော့ခံမှာပြိမှာတော့ဝင်တဲ့နေ့ပေါ့နော်အဲ့လိုနဲ့သူတို့စစ်သက်ကူဝင်ကြတယ်အဲ့လိုကျွန်တော်စဉ်းစားမယ်ဆိုတော့ဘုရားဘာတင်ပေးခြင်းလဲဆိုတော့ကျွန်တော်တို့လည်းဘဝဆိုတာကိုလိုချင်တဲ့ຢာတိုင်းမရရှိတဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ယုံကြည်သူတယောက်အနေနဲ့ပြန်ချပါနော်။ဘုရားခေါ်အားပေးနေတယ်ပြန်ချပါနော်စိတ်ကမကြနဲ့ပြောထားတယ်။ဒီပုံပြင်ကျမ်းစာပုံပြင်ကကျွန်တော်ရတဲ့ပုံပြင်တစ်ပုဒ်ကဘာလဲဆိုတော့ဒီဗိမာန်တော်ကြီးတို့တည်ဆောက်ခဲ့တဲ့ပုံပြင်ပေါ့နော်သူတို့ဣတိလမျိုးသားတွေအတွက်ဗိမာန်တော်သူတို့တောလေရာကျမ်းမှာကျွန်တော်ကြည့်မယ်ဆိုတော့သူတို့အဲ့ဒီအီကိုတူဘီယာနေအီဂျစ်ကနေဖျားကိုထုတ်ပြီးတော့ကာနန်တိုင်းဒီမဝင်ခင်မှာသူတို့wilderness နော်တောလေရာကျမ်းအားလုံးဖတ်မယ်ဆိုတော့သူတို့ရဲ့ဗိမာန်တော်ကအတီဆောက်ထားတဲ့ဟာမဟုတ်ဘူးလေသူတို့တနေရာတွေသူတို့တည်ဆောင်ရတယ်ဒါပေမဲ့ကာနန်တိုင်းပြည်ဝင်သွားတော့သူတို့နေရာလည်းရပြီနောက်ဖြစ်အချိန်ကြာလာတယ်သူတို့ပြိမှန်တော့ချက်ချင်းမတည်ကြဘူးနောက်ဆုံးကြတော့ဘယင်မင်းကြီးတရားပါပြိမှန်တော့တည်တော့ခြင်းဘုရားမင်းတော့မရဘူးနော်မင်းဘယ်လိုလဲအသက်တာများလို့နဲ့မင်းသားတည်တော့တယ်ဒီလိုစမှာဖျားဘယ်လိုပြောခဲ့တယ်David နော် David ကတည်တော့ခြင်းတယ်ပြိမှန်တော့တည်တော့ခြင်းတယ်ဘုရား no your son မင်းသားတည်တော့တယ်ကိုယ့်သား Solomon နော် King Solomon သူတို့နိုင်ငံတော်ဣသေလနိုင်ငံတော် Israel as a nation သူတို့နိုင်ငံတော်ကိုအရင်သူတို့ရဲ့peak ပေါ့နော် at the peak of their nation's history သူတို့တိုင်းပြည်လည်းအားလုံးစီးလုံးကြတယ်ဣသေလမြို့သားတွေနော်အားလုံးစီးလုံးကြပြီးတော့သူတို့ရဲ့စလုံးတော်ကနေတဲ့အချိန်မှာပစ္စည်းကရိယာတွေလည်းအဲဒီပြိမှန်တော့အားလုံးရွှေနဲ့ငွေနဲ့နော်အများကြီးနဲ့ရှိတဲ့အချိန်မှာဒီတောက်တယ်
အရာနဲ့ကြီးမားလာတဲ့ဗိမာန်တော်တည်ဆောက်ခဲ့တယ်ဆောလမန်ဆုတောင်းတယ်သူတို့တည်ဆောက်ပေးတာနဲ့စက္ကန့်နဲ့ဆုတောင်းတဲ့ချိန်မှာကောင်းကင်ကနေဘုရားမီးနဲ့လာပြီးတော့သူတို့စက္ကန့်ပူဇော်တဲ့grace ကဘုရားလာပြီးတော့လောင်စေလိုက်တယ်ပြီးတော့ဘုရားရဲ့ဘယ်လိုပြောမလဲ presence နော်ဘုရားရဲ့ပါဘယ်လိုလဲ the presence of God ဘုရားကိုယ်တိုင်လာရှိတဲ့ဆိုတော့သူတို့ဘယ်လိုတွေ့နိုင်တယ်လဲဆိုတော့ဘုရားရဲ့အလင်းပေါ့နော် Shekinah glory လာပြီးတော့ပြိပန်တော့တစ်ခုလုံးကိုဘုရားရဲ့ဘယ်လိုလဲ presence နဲ့ feel လိုက်တယ်အပြင်ကနေကြီးတဲ့သူတွေကဟာတော့ကြီးမားလိုက်တာဘယ်လောက်ထိဘုန်းတော်ထင်ရှားတယ်လဲလို့ဘုရားကိုချီးမွမ်းကြတယ်ပြောကြတယ်ဒါပေမဲ့သူတို့ရဲ့ပုံပြင်ကိုကြည့်မယ်ဒီလားမျိုးသားတွေကအပြစ်ချက်ပြန်ဝင်တယ်ဘုရားကိုပြန်ပြီးတော့ဘုရားကိုမကြည့်ပဲနဲ့တခြားသောဘုရားတွေလည်းဝတ်ပြုဖို့ဆောလမန်မင်းကြီးကိုယ်တိုင်လည်းဆိုနော်ရှားရုပ်စုတွေလည်းသွားဖို့ပဲသာဆိုကြသူတောင်းတရတယ်လေသူတိုင်းပြည်ကသူဒီလုံးဝတော့ဒီလားမျိုးသားတွေနော်သူတို့ကျွန်းနေတဲ့တခြားတိုင်းပြည်ကိုသူတို့တခြားတိုင်းပြည်သားတွေကခေါ်သွားတယ်ယူဒလူမျိုးတွေလည်းခေါ်သွားတယ်နောက်ဆုံးကျတော့နှစ်ပေါင်းများစွာသူတို့ဘာဘူလောနဲ့နော်ဖာရီးယားနိုင်ငံမှာတွားနေတဲ့နောက်ပိုင်းမှာသူတို့တိုင်းပြည်ကိုပြန်လာကြတယ်ပြန်ပြီးတည်ဆောက်ကြတယ် temple ပြီးတော့ပြန်တည်ဆောက်တယ်အဲ့ဒီမှာကျွန်တော်ဗာသိနေတယ်လဲဆိုတော့ Ezra chapter 3ကိုတွားရအောင်နော် Ezra chapter 3 verse 11 and 12မှာဒီမှာနောက်ဆုံးကျတော့သူတို့တဲ့ပေါင်း90ကျော်ဘာဘူလောနိုင်ငံနဲ့ chapter 3မှာပါတွေ့နေတယ်ဆိုတော့သူတို့ဗိမာန်တော်ပြန်ပြီးတော့တည်ဆောက်ကြတယ်ဗိမာန်တော်ပြန်တည်ဆောက်တော့သူတို့ပျော်ရွှင်မှုနဲ့ပြည့်ဝတယ်ဒါပေမဲ့အငယ်7နော်အခန်းကြီး3အငယ်7ကိုဖတ်ရအောင်သူတို့ကဖတ်ရအောင်သာသာတိကောင်းမြတ်တော်မူ၏ဒီဒေသမျိုး၌ရတော်မူသောဘုရားတော်ဆင်းရဲဒီပါဒီဟူ၍ဘုံတော်ကိုချီးမွမ်းတဲ့ယေရှုတော်ကိုဝန်ခံတဲ့အတန်ပြန်၍အလဲဒီကျေးဇူးကြ၏ဗိမာန်တော်ကာယမြစ်ကိုခြားရတော်ကြောင့်လူအပေါင်းတို့သည်သာဝရဘုရား၏ဘုံတော်ကိုချီးမွမ်းတဲ့ကြီးတော်အတန်နှင့်ကျေးတော်ကြ၏အနေဆက်ဖြင့်တို့ရာတွင်အသက်ကြီး၍အရင်ဗိမာန်တော်ကိုမြင်မှုသောဒီပရောဟိတ်လေဝိသအဆွေအမျိုးကြီးများတို့သည်နောက်ဗိမာန်တော်တာရင်ကြလျက်ရှိသည်ကိုမြင်သောအခါကြီးစွာသောတန်နှင့်ငိုကြွေးကြ၏ဘာဖြစ်လို့ငိုကြွေးကြတယ်တချို့ကတစ်ချင်းဆိုကြတယ်နော်လူငယ်တွေသူတစ်ပြည့်လူငယ်တွေတော့ရမ်းပြောကြတယ်ဒါပေမဲ့အသက်ကြီးတဲ့သူတွေကတော့နည်းနည်းလေး one slide can you go back နော်အသက်ကြီးတဲ့အရင်ဗိမာန်တော်ကိုမြင်ဖို့သောသူတို့ကတော့ဒီနောက် second temple ပေါ့နော်ဒုတိယဗိမာန်တော်ပြန်တွေ့တော့ငိုကြွေးကြတယ်စိတ်လာတယ်ဘာဖြစ်လို့လဲအရင်ဗိမာန်တော်နဲ့နားရင်တော့ဒုတိယဗိမာန်တော်သေးသွားတယ်အရင်တော့ဆောလမန်မင်းကြီးရဲ့ချိန်တော့ဆိုတော့သူတို့ရွှေတဲ့ငွေတဲ့နော်ဗိမာန်တော်အကြီးတဲ့ကြီးမားတဲ့လပတ်ဆိုတဲ့သူတို့တည်ဆောက်နိုင်ခဲ့တယ်အခုတော့ဒုတိယဗိမာန်တော်တို့သူတို့ကျွံဘဝနေပြန်လာတဲ့ချိန်ဆိုတော့ကရိယာပြည့်စည်နေမစုံနေတော့ရွှေလည်းမများတော့အရင်ဗိမာန်တော်ဒီမှာအသက်ကြီးတဲ့သူဆိုတော့ဆောလမန်မင်းကြီးတည်ဆောက်ခဲ့တဲ့အရင်ဗိမာန်တော်နော်မြေဖို့ခဲ့တဲ့သူတွေကတော့သူတို့မြင်တဲ့အချိန်မှာတော့အငြင်းငယ်လေးပဲဖြစ်တော့မယ်ကျွံဘဝနဲ့နှစ်ပေါင်း90ကျော်သွားနေခဲ့တယ်ပြန်လာတော့အသက်80 90ရှိတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ပြန်လာတော့သူကအရင်တော့ဗိမာန်တော်နဲ့တိုင်းတော့ဝန်နေစရာပဲဒီဗိမာန်တော်ကတော့ဒုတိယဗိမာန်တော်ကတော့မကြည့်တော့မလှတော့သေးသွားတယ်အားငယ်ကြတယ်စဉ်းစားတော့အားငယ်စရာပဲသူတို့တက်လူငယ်တွေကတော့ကျွမဟုတ်တော့ပြောစရာပဲသူတို့တက်တော့လူငယ်တွေကတော့အရင်နဲ့နိုင်တဲ့ဟာမရှိတော့အဲ့ဒီရဲ့အခြေအနေသူတို့ဝန်နေတဲ့ချိန်မှာဘုရား prophet Haggai နော် Haggai ခန်းကြီးနဲ့အငယ်9မှာဘုရားခွန်အားပေးတယ်ဒီမှာဘယ်လိုပြောခဲ့တယ်ဆိုတော့ Haggai ခန်းကြီးနဲ့အငယ်9နော် Haggai chapter 2 verse 9 let me read it in
English and then we'll go read it in Burmese, okay? In English, Prophet Haggai chapter 2 verse 9, the glory of this later temple shall be greater than the former, says the Lord of hosts, and in this place I will give peace, says the Lord of hosts. Okay, do what pay out? Now ye know in the year in no tech, both are cheering you, counting bullshit, Arabia, Mano Mui, in the yet I said, in section who, not baby who, counting bullshit, Arabia, Mano Mui. Okay, let's go back to the first slide there. Okay, ဒီမှာဘုရားဘယ်လိုမိန့်တော်မူလဲသူတို့ဒုတိယဗိမာန်ကိုကြည့်ပြီးတော့ပထမဗိမာန်တော်နဲ့နိုင်ပြီးတော့ဒီဒုတိယဗိမာန်တော်တော့မလာတော့မကြည့်တော့ဝမ်းနဲ့စရာပဲဆိုပြီးတော့သူတို့တချို့ငိုကြွေးနေတဲ့အချိန်မှာဘုရားပြောတယ်နောက်ကြည့်တော့ဤအိမ်တော်ကြီးတဲ့အရင်အိမ်တော်ထက်ဘုံတာရွကြီးမယ်ဘာပြောချင်တယ်ဒုတိယဗိမာန်တော်ကပထမဗိမာန်တော်လို့မလာတော့ဘူးမကြည့်တော့ဘူးဆိုပြီးတော့အပြင်ကနေတွေ့ရတောင်မှဘုရားသခင်ရဲ့ဂတိကတော့ဒီဒုတိယဗိမာန်နောက်တည်ဆောက်တဲ့ဗိမာန်အရင်တည်ဆောက်ခဲ့တဲ့သောတော်ထက်ကတည်ဆောက်ခဲ့တဲ့ဗိမာန်ချက်ဒီဒုတိယဗိမာန်တော့ပူပြီးတော့ဘုံထင်ရှားမယ်နော်ဘုံတာရကြီးမယ်ဟုတ်လူပဲအနေနဲ့တွေ့တော့ဒီဒုတိယဗိမာန်တော့ပူပြီးတော့ဘုံမကြည့်ဘူးဒါပေမဲ့ဘုရားအမြင်ကတော့ဘုံပူကြီးမယ်အဲ့ဒါမကဘူးဘာဖြစ်လို့ပြောသေးတယ်ဘုရားဒီရရက်တိုင်းလည်းငြိမ်သက်ခြင်းကိုပါပေးမယ်အပြင်ကနေကြည့်ရင်တော့မလာဘူးဒါပေမဲ့ဘုရားကလေးကတော့ဒုတိယပူပြီးတော့ကောင်းအောင်မယ်ဘုံပူကြည့်အောင်မယ်ဒီဘုရားရဲ့ဂတိကိုဘယ်နေရာမှာစုံနေတာလဲဆိုတော့ဘာဖြစ်လို့ဘုရားဒီဒုတိယဗိမာန်တော့ပူပြီးတော့ဘုံထင်ရှားမယ်ဘုံပူကြည့်မယ်လို့ပြောခဲ့တယ်ဆိုတော့ပထမဗိမာန်တော်ဆုံးတော့တည်ဆောက်ခဲ့တဲ့ဗိမာန်တော်ကတော့ဘုရားရဲ့ပါဝင်မှုကိုအလင်းတဲ့အဖြစ် smoke အဖြစ်ပေါ့နော်ဘုရားကောင်းကင်ကနေမီးအဖြစ်လာချခဲ့တယ်ဒါပေမဲ့ဒုတိယဗိမာန်တော်ကတော့သူကိုယ်တိုင်ဘုရားကိုယ်တိုင်လူသားကြီးကိုယူလာပြီးတော့သခင်ယေရှုအဖြစ်သခင်ယေရှုကဘုရားဖြစ်ပေမဲ့လူသားအနေနဲ့လာပြီးတော့သခင်ယေရှုကိုယ်တိုင်ဒုတိယဗိမာန်တော်ထဲဝင်လာတယ်ဒီကဘာမှာသခင်ယေရှုနေခဲ့တော့ဒီဒုတိယဗိမာန်တော်မှာပဲသခင်ယေရှုကိုယ်တိုင်ဝင်လာပြီးတော့နော်ဗိမာန်တော်ရဲ့ပတ်ဝန်းကျင်မှာပဲငြိမ်သက်ခြင်းအကြောင်းကိုသင်ပေးခဲ့တဲ့သခင်ယေရှုကိုယ်တိုင်လာဝင်ခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ပထမဗိမာန်တော်ထက်ဒုတိယဗိမာန်တော်ပူပြီးတော့ဘုံထင်ရှားတယ်နော်ဒီမှာသင်္ခါစာပါရှိတယ်လေဆိုတော့သူဘဝမှာဆိုလည်းကျွန်တော်စဉ်းစားတယ်အရင်တော့ကတော့ကျွန်တော်အဲ့လိုခြေနေရောက်ခဲ့တယ်နော်မိဘတွေတက်လဲနော်ကလေးတွေသူတို့ငငယ်တော့ကတော့လို့လိမ်ပါခဲ့တယ်ခုတော့ဒီပြဿနာပဲသိတယ်မကြတယ်ဆက်လက်ပြောစုတောင်းပါသခင်ယေရှုဝင်လာတဲ့ဘဝဆိုတော့အရင်တော့ထက်တော့ပူပြီးတော့ကောင်းအောင်မယ်ဒီလိုကြည့်စိတ်နဲ့မကြရဘူးမိဘတွေနဲ့ဆက်လက်ပြောစုတောင်းပါသခင်ယေရှုဝင်လာတဲ့မိသားစုဖြစ်ဖို့နော်စုတောင်းပြီးတော့ဆက်လက်ပြီးတော့ဆက်ကကြပါအိမ်မှာနေ့တိုင်းမိသားစုတွေနဲ့မိသားစု worship နော် family worship တွေလုပ်ကြပါသခင်ယေရှုဝင်လာတဲ့မိသားစုဆိုတော့အရင်တော့ထက်တာပူပြီးတော့ဒုတိယဒီဗိမာန်တော်နော်ဒီဒုတိယအချိန်အခွင့်အရေးပြပေးတဲ့နေရာမှာပူပြီးတော့ဘုရားဘုံထင်ရှားလိုက်တယ်။ခင်ဗျားရဲ့ပုံပြင်ခင်ဗျားရဲ့မိသားစုပုံပြင်မပြီးသေးဘူးနော် not the end yet not the end မပြီးသေးဘူးပကြီးသမားတွေပကြီးဆရာတွေသူတို့ရဲ့ဆွဲထားတဲ့ပကြီးတွေလေပုံတွေသွားကြည့်ပြီးတော့မပြီးခင်မှာသွားကြည့်တော့မလားဘူးနော်ဘာကြည့်လို့လဲမစုံတဲ့အရာတွေအများကြီးရှိတယ်လေဒါပေမဲ့နောက်ဆုံးပကြီးဆရာအားလို့ဆွဲပြီးတဲ့နောက်ပိုင်းမှာလှပပနဲ့တင်ထားတဲ့ပုံသွားကြည့်တော့စုံနေသွားတယ်ခမရဲ့ဘဝကျွန်တော်ဘဝလည်းလိုပဲမပြီးသေးဘူးခုအချိန်ကိုကြည့်တော့မစုံဘူးမသားလိုက်တယ်ကျွန်တော်ဘဝပြည့်တယ်လည်းပြည့်တယ်ဒါပေမဲ့ဘုရားလမ်းပြတဲ့အတိုင်းကျွန်တော်သွားမယ်ဆိုပုံရမပြီးသေးဘူးပြီးတဲ့ချိန်မှာပြန်ကြည့်မယ်ဆိုရင်လှပပလေးဘဝလေးဘုရားပြပေးလိုက်တယ်အဲ့ဒါဘုရားယတိပေးထားရတာဖြစ်တယ်ဖိလိပ္ပိဩ
ဩဝါဒစာခန်းကြီး3သွားရရှင်ပေါလုကဒီလိုခေါ်အားပေးခဲ့ဒီလိုပြောဩဝါဒစာခန်းကြီး3အငယ်73နဲ့74နော်ရှင်ပေါလုကဒီလိုယုံကြည်သူတွေကိုရှေ့ဘက်ကိုကြည့်ဖို့အနာဂတ်အတွက်ခေါ်အားရဖို့ဒီလိုခေါ်အားပေးခဲ့ဒီလိုပြောဩဝါဒစာခန်းကြီး3အငယ်73နဲ့74ဒီမှာတူတူပါဖတ်ရအောင်ညီကိုတို့ငါနိုင်ပြီကိုမထင်တော့လေငါပြုသောအမှုတစ်ခုမူကားနောက်ကျသောအရာတို့ကိုမမှတ်ပဲရှင်း၌ရှိသောအရာတို့ကိုခံတိုင်း၍ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်အရာမှာခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းမှာပန်းတိုင်းတို့ငါလိုက်ပြီโอเคအငယ်73ကိုပြန်ပြီးတော့ကြည့်ရအောင်နော်ရှင်ပေါလုဒီလိုပြောထားတယ်နောက်ကျသောအရာတို့ကိုမမှတ်ပဲနဲ့ရှိသောအရာတို့ကိုမှန်ကန်၍နော်forgetting the past moving forward နော်လွန်ခဲ့တဲ့နောက်ကျသောအရာဆိုတာနောက်ဘက်မှာရှိတဲ့အရာတွေတော့ထားလိုက်ပါတော့ပြန်ပြီးတော့ပြောင်းလဲလို့မရတော့အရာတွေအချိန်တွဲလို့ပဲသွားချင်တယ်ဆိုရင် time travel လို့မရဘူး yesterday မနေ့တောင်မှပြန်သွားလို့မရဘူးဒီမနေ့တောင်မှပြန်သွားလို့မရဘူးဆိုတော့လွန်ခဲ့တဲ့ချိန်ကကျွန်တော်ဘဝတော့ထားလိုက်ပါတော့ရှေ့ဆက်ဘဝအတွက်အရှိအတွက်လမ်းပြရေးပန်းတိုင်နော်ပန်းတုံးတိုင်တော့ငါလိုက်ပြီးခင်ဗျားရဲ့ပန်းတုံးတိုင်ခင်ဗျားပန်းတိုင်ဘဝပန်းတိုင်ပါလေဟုတ်စဉ်းစားရအောင်နော်ဘဝအတွက်ပန်းတိုင်ပါထားခဲ့တယ်ဘာခင်ဗျားရဲ့ dream မှာ vision မှာ2016အတွက်ပန်းတိုင်ပါရှိတယ်ဒီလိုပဲဒီ2025နှစ်ကိုနောက်ဆုံးတော့ဥပုံနဲ့ကျွန်တော်လာလိုက်တယ်လို့နောက်နှစ်2026 December last Sabbath နောက်ဆုံးတော့ Sabbath ရောက်ရချိန်ကြရင်ဘယ်ချိန်ရောက်ချိန်တယ်ကျမ်းမာရေးပိုင်းမှာကျမ်းမာနေချင်တယ်ဝိညာဉ်ပိုင်းမှာရောဘယ်လိုရောက်ချိန်တယ်ပန်းတိုင်ရှိဖို့လိုတယ်လေနော်ပန်းတိုင်အဲ့ဒီပန်းတိုင်ရှိပြီးတော့ဥပမာပန်းတိုင်တချို့ရှိနိုင်တာကျမ်းစာနော်ကျမ်းစာအားလုံးတအုပ်လုံးမဖတ်သေးတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့2016မှာတော့ကျမ်းစာတအုပ်လုံးကိုဖတ်လိုက်ပန်းတိုင်ရှိနိုင်တယ်နော်ဟိုလည်းမမကရေးထားတဲ့စာတွေလည်းဖတ်ဖို့အစားတွေအများကြီးရှိတယ်နော်အဲ့ဒီထဲမှာတအုပ်သုံးတော့ဖတ်မယ်လေနော်ဟိုမမကရေးထားတဲ့စာအုပ်တွေနော်သူတို့ဖြစ် Conflict of the Ages series from Patriarchs and Prophets and Kings Desire of Ages အဲ့ဒီစာအုပ်ငါးအုပ်ရေးထားတယ်အဲ့ဒီstory နော် story of redemption စာတမန်ကောင်းကင်ကနေကြာဆုံးတဲ့ပုံရနေစားပြီးတော့ဒီ David တိဒုတိယစာအုပ်က Solomon ကနေဓမ္မဟောင်းပြီးတဲ့အထိနော်တတိယစာအုပ်ကသခင်ယေရှုရဲ့အကြောင်း Desire of Ages သရုပ်ထစာအုပ်ကဒီဓမ္မတော်ဝတ္ထုပေါ့နော်နောက်ဆုံးက The Great Controversy ဒီအဆက်ကိုအားလုံးဖတ်နိုင်တယ်ဆိုတော့အဲ့ဒါအရင်ကောင်းတယ်နော်တအုပ်က somewhere around chapter some of them have chapter 50 chapter 70 chapter 90 chapters Desire of Ages ဆိုတော့90 chapter ရှိတယ်သုံးတာပဲနေ့တိုင်း chapter 1ဖတ်နိုင်တော့ပန်းနိုင်ရှိရပန်းနိုင်ဘက်ကိုရှင်ပေါလုပြောတယ်လို့ပန်းလုံးတိုင်းတော့ငါလိုက်ပြီးလိုက်ပေးကြရအောင်နှစ်သက်ကိုရောက်လာတဲ့ချိန်ကျဘုရားကိုကျွန်တော်နံပါတ်1ထားမယ်ဆိုရင်ဆက်လက်ပြီးဆက်ကပ်ပြီးဆုတောင်းကြရအောင်နော်